ထိုင်းစားစာကိုဘူဖေးဗျာအဝဆွဲရန်1950ဂျပန်မှာဒီခေတ်ကြီးမှာဆိုရင်ဗျာအပြင်မှာတစ်ခါစားမယ်ဆိုရင်အနည်းဆုံးရန်1000လောက်ကတော့ပေးရဗျာဆိုတော့ကဈေးကတော့အတစ်နှစ်ပဲဗျာဆိုင်ရဲ့တီနေရတော့အားလုံးတိကျတဲ့ယာမာနိုတယ်လိုင်းပေါ်မှာရှိတဲ့မဲဂူရူစတေရှင်ကနေဆိုရင်9မိနစ်လောက်ပဲလမ်းလျှောက်ရုံပဲဆိုင်ရဲ့အနေထားလည်းတန့်ရှင်းတက်ရက်တယ်ဗျာအရသာကလည်းမဆိုးဘူးအချိုပွဲတွေကလည်းကောင်းနေတော့ပေးရတဲ့ဈေးနဲ့တန်တယ်ဗျာဒါဆိုရင်ကျွန်တော်တို့ဆိုင်တွင်းထဲကိုအတူတူတစ်ချက်လောက်ဝင်ကြည့်လိုက်ရအောင်